ဒိုင်းမိုးကိုမှတ်ထားပေးဒိုင်းမိုးက94,451ရှိရနော်နိုင်နေကြီးအေးနိုင်မယ်ကွာနော်ဒီဘက်က6កောင်လုံးကတော့ရှိရဆိုတော့ဒီဘက်ကိုနှိုက်ပေးမယ်နော်ကေဝတ်ဆိုရင်ဒီစကင်တွေပဲကြိုက်တယ်ဒါပေမဲ့ဒီစကင်6កောင်လုံးကရှိနေကျွန်တော်မှနှိုက်เสียဘာနှိုက်ရမှာလဲဒီဘက်ကစကင်ပဲမင်းတို့ကြည့်ရင်နှိုက်ပေးမယ်နော်တော်တော်နှိုက်ခိုင်းနေရနော်မင်းတို့နှိုက်ပေးမှာမင်းတို့ဖင်းနေပါနှိုက်ပေးမှာနော်ကေဝတ်က free ticket က2ကြိမ်လာမှာ2ကြိမ်ကေဝတ်ကိုဒီတိုင်းတန်းပြီးမနှိုက်လိုက်နဲ့ဒီတိုင်းတန်းနိုင်လိုက်ရင်မင်းတို့ကောင်ဒီကိုမှာနော်ဂုံးဆင်းလို့ရတယ် free ticket က2ကြိမ်လာမှာဒီမှာနော်2လပိုင်း6ရက်ကနေ2လပိုင်း10ရက်နေ့မှာတစ်ခါလာမယ်2လပိုင်း13ရက်ကနေ2လပိုင်း18ရက်နေ့မှာတစ်ခါလာမယ် Nice daily ကို90ရာခိုင်နှုန်းလျှော့ဈေးပထမဆုံးတန်းတော့ကို30ရာခိုင်နှုန်းလျှော့ဈေးနော်ဒီ price school ထဲမှာဆိုရင်လည်း KWS skin တွေပါညာပြီးရင်ကျွန်တော် lucky box တွေပါမယ်နော်ဒီအကုန်လုံးကျွန်တော်မှရှိပြီးသားတွေဘင်ကိုတန်းရင်တော့ KWS တစ်ကောင်ရမယ်လားပထမဆုံးတန်းတော့မှာ skin တစ်ကောင်ရမယ်ဘာ skin ရမလဲတော့မသိဘူးနော်ဒီဘက်မှာတော့ Vela တို့ Masha တို့เนาะဒီဘက်မှာတော့ Vela တို့ Masha တို့ Paki တို့ပါမယ်ကျန်တာတွေကတော့အတူတူပဲเนาะကျန်တာအကုန်တူတူပဲဘင်ကိုတိုင်းရင်ရမယ် Okay ပါကဲ let's go ဒိုင်းမိုးမှတ်ထားပေးဒိုင်းမိုးကိုမှတ်ထားပေးဒိုင်းမိုးက94,451ရှိရเนาะဒိုင်းမိုး9000ကျော်ရှိရနိုင်မယ် let's go Let's go ကျွန်တော်ရုပ်ချောနေเนาะ lucky box တစ်ကောင်တေချာပေါက်ရပါလိမ့်တန်းတော့နဲ့ဆွဲလိုက်မယ်တန်းတော့နဲ့ let's go ဗျို let's go let's go အဲ့မှာ lucky box လေ lucky box လေဘာကြီးလဲ lucky box ဆိုတာဘာကြီးဘေးသွားတယ်ဟာအလဲတဲ့ရောင်ကြီး Another one ကြည်ပြီးသားတွေပြန်ပေါက်တာစကင်3កောင်ပါတယ်ကွာဘေးတစ်ကောင်ပါရဲ့ဩနာနာ EBIT တစ်ကောင်ပေါက်တယ်နော် EBIT တို့နာတန်တို့ Nice 2000နဲ့ဆွဲရတော့မှရော2000နဲ့တော့ lucky box လေ bro let's go lucky box လေ bro ဂိမ်းရှုံးမဲ့လို့ lucky box လေတစ်ကောင်လောက်ဘဲမှာတန်းပါတို့ဟာဘဲမှာတန်းလိုက်တော့အဲ့ဒါ6လားကန်ကောင်းပြီးတော့နံပါတ်1ကလေးကြားလိုက်ရင်တော့အဆင်ပြေတယ်နော် Okay ရှိသမျှစိန်နဲ့ကုန်မာတဲ့မင်းတို့ပဲဖောက်ခိုင်းတာလေငါမှမကြိုက်ပါဘူးလို့ပြောတယ်မင်းတို့ပဲဖောက်ခိုင်းပြီးတော့အဲ့ဒါကဘာရဲကိုကွာကြားတယ်ဗျာကတန်းပြီးတော့ပေါက်လိုက်ဆမ်းပါဘင်ကိုလေးတန်းလိုက်ဆမ်းပါအမကြည့်အမနံပါတ်1ညီလိုက်1ဟာမရိုင်းတော့ကွာ No God please no တစ်ကြမယ်ထင်တယ်နော်1နဲ့2နဲ့တန်းလိုက်တော့နော်ဒီဝက်တစ်ကောင်လောက်တော့ယူလိုက်တော့တန်းလိုက်တော့နော်Yeah boy ခါတန်းပြီးတယ် Okay bro let's go bro တန်းလိုက်တော့နော်ရှင်ဖျားအခုကြည့်နေတဲ့ကောင်တွေဂိမ်း3ပဲရှုံးမယ်ဆိုရင်တန်းလိုက်ပါဗျာတန်းလိုက်စမ်းပါတန်းလိုက်တော့အမတစ်ကြီးအမတစ်ဟာဘာကြီးတော့ကွာဟာရောက်မရိုင်းတာဟဲ့ကုန်ပြီကိုမလို့ခြင်းတဲ့စကင်တစ်ကောင်အဲ့လောက်အများကြီးပေးဖောက်နေရတာရင်ထဲမကောင်းဘူးရင်ထဲကိုမကောင်းတော့ဘူးသွားပြီဒီတခါမှမတန်းတော့မင်းနဲ့ငါနဲ့တွေ့မယ်နော်အေးပြောပြီးတန်းလိုက်တော့အမတစ်လား2လားအေးအောက်မှာတန်းပြီနော်အောက်မှာတန်းသွားပြီပကီတို့နဲ့ဘယ်လာဘာစကင်ဖြစ်မှလဲပြောမင်းတို့တန်းမနိုင်နဲ့နော်မင်းတို့ဂုံးစင်းနော်ကိုကြီးကဒိုင်းမွန်ဘောလို့နှိုက်ပြတာမယ်ငါတိုင်းလိုက်မနှုတ်နဲ့မနှိုက်နဲ့ဖင်ပေါင်ရမယ်ဘယ်လာတဲ့ပကီတို့နှစ်ကောင်ပဲရှိရလေကွာပကီတို့ပေါင်ဘယ်လာပဲလီကွာနော်အဲ့ဆိုငါလည်းဆူတောင်းလိုက်မယ်နော်ဒီညကျွန်တော်ဂိမ်းဆော့ရင်ဇက်တိုက်နိုင်မယ်ဆိုရင်ပကီတို့လေးပေါက်လိုက်ပါ let's go ဟဲ့ဘာလဲဟာရောက်ဒီမင်းညနိုင်ပြီအဲ့ဒါဆိုတော့ဟာဒီမင်းညကဇက်တိုက်နိုင်ပြီတာကြီးတို့ဇက်တိုက်နိုင်ပြီဟာလားဇက်တိုက်ကိုနိုင်ပြီဒီမင်းညပကီတို့နဲ့ Rama အမှန်ကန်သွားကျန်းမယ်လားဘာလို့ဆိုတော့နိုင်ပြီလေကွာပကီတို့နဲ့အမှန်ကန် Rama သွားကျန်းလိုက်တော့မယ်လားဒီပွဲ auto win Let's go ဖန်ခင်လို့ငါမကြိုက်တဲ့စကင်ကို diamond 8000ကျော်ပေးပြီးတော့ငါနှိုက်လိုက်ရတာကေဝက်ကိုခုမှအသေးရထားတယ်ကျွန်တော်တို့ပကီတို့ကေဝက်လေးနဲ့အမှန်ကန်ကျန်းမယ်ပွဲရ29ပွဲအနိုင်ရရှိတော့48အိုးလမ်းနေတော့ရဝင်းဝိတ်ကတော့ဟဲ့မဟုတ်သေးပါဘူးမင်းတို့ကရှုံးမဲ့ထင်းနေရမလားမင်းတို့ဒီနော်29ပွဲ48ရာခိုင်နှုန်းဆိုမင်းတို့ရှုံးမဲ့ထင်းနေရတကယ်တော့ကိုကြီးအမှန်ကန်ကျန်းပြမှာအော်တိုဝင်းဝိုင်းနဲ့တူကဘယ်အရင်ယူရNANI တူယူလိုက်မှာကွာ
ဟာဘာလဲဟာဘာလဲဟာတေတော့မယ်ဘလို့ဖြစ်တာလဲတော်သေးရပေါ့ကွာအပြေးကောင်းလို့ပါလားရောက်ကြီးအော်တကယ်ကောင်သွားတိုက်ရတယ်လားကွာမိုင်းလိုက်တာကွာဂျွန်းစင်းရမင်း तू တိုက်ပြီး तू ပြေးတာတဲ့ကောင်းသွားညီလေးအဲ့ဒါကောင်းသွားရင်အဲ့ဒါပကီးတော့ညီလေးကောင်းသွားကွာကောင်းသွားညီလေးဂူရှင်ကလည်းအဲ့လောက်ကြီးအောင်ပြောတော့သေလိုက်ညီလေးသေလိုက်တော့မင်းဘောကအဲ့လောက်ကြတော့များသွားပြီ Yeah, boy. နိုင်စရာဆောင်ကြောင်းလည်းမရှိတော့ပါဘူးငါဝင်ထိုးငါလည်းချောတာပဲဒီဖိ